တချို့ကလည်းဒီဒါနနဲ့ပတ်သက်ပြီးတော့ဟောအရင်တုန်းကပါပြိဿအတော်လေးဟောင်းနှွမ်းသွားပါပြီကြာသွားပါပြီဒါနပြုတန်တရားရှိတယ်တန်တရားရှိတယ်ဆိုတဲ့စကားလုံးတွေရေလဲနဲ့သုံးတော်လဲဘယ်သူမှလက်မခံလို့လှူတန်းနေကြတဲ့ဘုရားသားသမီးတော်အနေနဲ့အသုံးမပြုတာနဲ့ပျောက်ကွယ်သွားပါတချို့ကလည်းပုံညာပြီးကုံတာပဲရှိတယ်ကွာလှူတယ်ဆိုတာကုံတာပဲကွာအဲ့ဒါလို့ဖြစ်တတ်ကြပြီးတော့တစ်ခါပြောကြသေးတယ်ဒါနပြုတာဟာတန်တရားရှည်ပြန်တဲ့မရှိပါဘူးဒါနပေါ်တန်တရားရှည်တဲ့ပုံမှန်ကြီးကတမင်တက်လာပြီးတော့အတက်လွဲနေခြင်းဖြစ်ပါတန်တရားရှည်တယ်ဆိုတဲ့ပုံမှန်ကဒါနပေါ်တက်ရမှာမဟုတ်ပါဘုန်းကြီးဥပမာပြောနားလည်ပါလိမ့်လက်သမားလုံးလို့ရလက်ကစားလုံးလို့ရအယောင်းဝင်နဲ့ရဘယ်လိုနည်းမျိုးနဲ့ရအဲ့ဒီရတဲ့ဝတ္ထုငွေ30ဆိုကြပါစို့အိတ်ထောင်နဲ့ထက်ဈေးရဲလျှောက်သွားပြီးတော့ရင်တောက်တယ်ချိုတယ်မြတယ်ရှာအဖွာလူတာတောက်တယ်ချိုတယ်စိတ်နဲ့အေးခေါက်ဆွဲစားတယ်စိတ်နဲ့ဤတယ်အဘာဆိုင်ဝင်ထိုင်တယ်မူးတယ်ငွေ30နဲ့ငွေ30နဲ့ငွေ30ကကျုပ်နဲ့ဘီလာရီတောက်ပါကျုပ်နဲ့ဖွာလူတာတောက်ပါကျုပ်နဲ့ခေါက်ဆွဲစားပါကျုပ်နဲ့ဘာဆိုင်ထိုင်ပါလို့ရှာထားတဲ့စီးပွားရေးကြောင့်ရတဲ့ငွေ30ကမြန်ခိုင်းသလားပြုတ်ပြိဿကြီးပြောတယ်နော်ခင်ဗျားတို့အတန်ပြော့သွားရင်ကျုပ်ကမကြဘူးဒီထင်းနေဟုတ်တယ်လူမမာသွားသတိရလူမမာသက်တာဖြစ်တော့ဘေးကသွားမေးတယ်မင်းယောဂအခြေအနေပဲနဲ့ရုံးနဲ့သက်တာရလားလူမမာကအတန်ကလေးနဲ့ပြောရှာကျုပ်တော့ဒီတောင်ကကြောမထင်ပါအတန်လေးနဲ့ပြောတယ်ပြီးတော့မေးတဲ့လူကအာမရတရားပြန်ထွက်လာတယ်ဘေးလူကစီးမေးတယ်ဘယ်နဲ့တော့ဟဲ့လူမမာအခြေအနေငါလူရဲတဲ့လူမမာအခြေအနေကတော့အတန်ကလေးနဲ့ရှိတော့တာသိမ့်မကြဘူးမောင်ရကျုပ်ကဒါကြောင့်ခမည်းတော်အတန်ကလေးများပြော့သွားရင်မကြဘူးကြီးထင်းနေတာပိဋကကြီးကြာမလားကြာမှာပါလို့ပါဟုတ်ဘယ်လိုစီလဲထွက်သွားတာတော့ကြာမှာပါဘယ်အလောက်ကကြက်သိမ်းထားစရာကြီးဘယ်နဲ့မကြဘူးရဲ့လို့တကမျက်စိလည်းပြောက်တော့ပရိသတ်ကြီးကြာမှလားမကြာဘူးလားအဲ့ဒါလို့လှုပ်ဆမ်းပါကြာမှာပါဒါကြောင့်အတန်ကလေးကြိုးစားထွက်ကြခင်ဗျားတို့ကအတန်ထွက်ခိုင်းတော့လေတိတ်ထူတာမဟုတ်ဘူးနှာကြိုးသုံးရောက်လို့တစ်ခါမေးလေဒီအတန်တစ်ခါမေးလေဒီအတန်မင်းလားဟိုနှာကြိုးသုံးရောက်ပဲရောက်တဲ့နှာကြိုးကအော်တယ်နှာကြိုးဆိုတော့နှာသံနဲ့ပဲညုံတယ်ပဲညုံလို့ဆိုတယ်ပဲဝဲမဲ့နှာကြိုးကလှမ်းခေါ်လိုက်ပဲညုံတယ်နာအောင်လို့ဆိုတယ်အင်းကြီးတို့ငါမမြောင်နဲ့ကျောင်းတော်မဟုတ်ငါကားနေလို့ခေါ်တာဘာပြောကောင်းလဲနှာကြိုးနှစ်ယောက်တတ်ကြနောက်တကြီးအိမ်ရောက်ထူးတကြီးကလည်းနှာပဲတကြီးကလှမ်းမေးလိုက်တယ်ဟာမနှုံးနာလို့ဆိုတယ်ဟာဥနဲ့ရိုးကြတယ်နောက်အမှုစစ်ကြည့်တော့ဟင်းနင်တို့ကနှာကြိုးကိုရအောင်ပြန်ရဟာလို့အကုန်ပြန်ထွက်ရထူးမှမထူးပဲနဲ့အမှုကနှာကြိုးမှုဘယ်သူမှဆုံးဖြတ်လို့မှမရပဲသုံးယောက်တလုံးကျိုးနေတာကိုဒါကြောင့်ခမည်းတော်အတန်ကလည်းတစ်ခါမေးလည်းမထူးတစ်ခါမေးလည်းမထူးဆိုနှာကြိုးသုံးယောက်လို့တော့မဖြစ်စီနဲ့တိုင်းဒါလေးသတိပေးပြီးတဲ့နောက်ပရိသတ်ကြီးအဲ့ဒီငွေ30ကကျုပ်နဲ့ဝယ်ပြီးတော့စားပါတောက်ပါလို့ခိုင်းရလားဘူးမခိုင်းဘူးကိုစားခြင်းလို့ကိုတောက်ခြင်းလို့တောက်ဥပမာအဲ့ဒီငွေ30ကဘာနဲ့တူတယ်လဲလို့ဆိုတော့ဖယားလှူတဲ့ဒါနဘုန်းကြီးလှူတဲ့ဒါနအာသီလရဲ့လှူတဲ့ဒါနသရောင်းစားပေးတဲ့ဒါနခွေးကြွတဲ့ဒါနဘာပဲဖြစ်ပေးတာစွန့်တာမှန်သမျှစသနာလက္ခဏာပါသောကြောင့်အဲ့ဒီလိုဘယ်ဒါနပဲပြုဘယ်ကုသိုလ်ပဲပြုအဲ့ဒီလိုလှူတဲ့ဒါနကငွေ30နဲ့တူပါတယ်တဲ့
ငွေ30ဒီကြောက်နဲ့ဝယ်ပြီးစားပါတော့ပါမခိုင်းသလိုခမည်းတော်လှူတဲ့ဒါနကတော့ဖြင့်ကျုပ်ဒါနကြီးပြုတ်ပြီးတော့လူပြေတောင်းလိုက်ပါခမည်းတော်များခိုင်းသလားပြုတ်ခိုင်းဘူးငွေ30လိုပဲအကျုံးနဲ့နတ်ပြေတောင်းပါလို့ကောခိုင်းသလားပြိဿခိုင်းပါဘူးဗျာအကျုံးနဲ့ဗြဟ္မပြေတောင်းပါလို့များခိုင်းသလားခိုင်းပါဘူးဗျာမခိုင်းပါဘူးဘာလို့မခိုင်းတယ်လဲဒါနသည်ခိုင်းနိုင်တဲ့တတ်တိမရှိဘူးသူ့ကိုပြုတဲ့အကြောင်းကြောင့်မခိုင်းတော့လေအကျိုးပေးနိုင်တဲ့ကမ္မတတ္တိလေးတော့သူ့မှာရှိတဲ့ဒါဖြင့်ကောင်းပြီအဲ့ဒီလိုဒါနကမခိုင်းငွေ30လိုပဲပြိဿအတောင်းမခိုင်းတော့လေခမည်းတော်ကလောဘဥစည်းပြီးတော့ကထေခင်းနဲ့သင်္ကန်းကတ်တဲ့ကြောင်းဆောက်တဲ့ဆွမ်းကျွေးတဲ့ဆွမ်းလောင်းတဲ့ဒီဒါနတွေပြုပြီးတော့လူချမ်းသာပရိသေဧကရေစัจ java ရေမန္တဆိုတာဒါနကမတောင်းပေမဲ့ခမည်းတော်အစ္ဆတတန်တံမှာတန်လျာရှိအောင်အတောင်းခိုင်းနေတာကလောဘပြုတ်ဒီကကြီးဟိုချမ်းသာတွေတောင်းတာဘယ်သူကတောင်းတာတော့ဒါနကဟုတ်ကဲ့လားဒါဖြင့်ဒါနပြုတန်လျာရှိတယ်ဆိုတဲ့ပုံမှအတက်လွဲနေတယ်တန်လျာရှိတယ်ဆိုတဲ့ပုံမှကိုလောဘကိုပြောင်းတက်လိုက်တော့တန်လျာရှိအောင်လုပ်တာဒါနမဟုတ်ဘယ်သူလဲလောဘပြေသာကြီးဘယ်သူတို့မျိုးဒါဖြင့်နောက်လောဘဥစည်းပြီးတော့လှူအောင်မလားပြေသာလောဘဥစည်းမလှူရင်ပြေသာကြီးတန်လျာရှိပါအောင်မလားရှိပါဘူးဗျာဒါဖြင့်ဒါနပြုတန်လျာရှိတယ်ဆိုတဲ့နှမျောဝန်တူတဲ့လူများပြောတဲ့စကားမဟုတ်ဘူးဆိုတာတော့ရှင်းသွားပါလားရှင်းပါပြီဗျာရှင်းသွားလို့ရှိရင်ဒီကနေ့ဒါနနဲ့ပတ်သက်တဲ့ဇတ်ထုတ်တစ်ထုတ်ခေါ်ကြစို့ဒါနနဲ့ပတ်သက်တဲ့ဇတ်ထုတ်ကဘုန်းကြီးတို့ဓမ္မပဒကထုတ်ခေါ်မှာဖြစ်ပါဓမ္မပဒဘိက္ခုဝက်ပြင်ဆက်ကဒါယကပုံနာကြီးကိုဘုန်းကြီးဟောမလို့ဘုရားကိုယ်တော်မြတ်ကြီးသည်ဇေရဝံကျောင်းတော်မှာတရင်သုံးတော်မူစဉ်အခါမြတ်စွာဘုရားဇေရဝံကျောင်းတော်တရင်သုံးစဉ်သာဝတိမြို့မှာပြင်ဆက်ကဒါယကလို့အမည်ရတဲ့ပုံနာကြီးရှိပြင်ဆက်ကဆိုတာပြင်စအက်ကဒါယကပေးငါးပါးသောမုံမုံမြတ်မြတ်ပေးတတ်တဲ့ပုံနာလို့အဲ့ဒါလို့ခေါ်ပါပဲပြင်ဆက်ကဒါယကဆိုတာဘုန်းကြီးတို့ငါးပါးသောမုံမုံမြတ်မြတ်ဥဖြာဖြာလှူတတ်တဲ့ပုံနာလို့ဒီအဓိပ္ပာယ်ရဒီအဓိပ္ပာယ်ရတော့ဒါကိုဘုန်းကြီးတို့တနည်းအားဖြင့်နားလည်အောင်ဇတ်ထုတ်နာမည်လေးတက်လိုက်မယ်ဆိုရင်မပေးဆိုတဲ့အမိအဖြစ်ဇတ်ထုတ်တက်လိုက်တော့ရွှေမန်းတဲ့မောင်ရဲ့ရွှေခွဲမဟုတ်ပါဘူးဒီနေ့ဘာဇတ်ထုတ်ဟောမှလဲမေးရင်လူတိုင်းနားလည်အောင်ဖြေကြတော့ပေါ့မပေးဇတ်ထုတ်ပါဗျာဒေသကြီးဒီနေ့ဘုန်းကြီးဘာဇတ်ထုတ်ဟောမှာတော့ဆိုလို့တော့ကောင်းနော်မပေးခံကြကဲဒါဖြင့်ကောင်းပြီအဲ့ဒီသာဝတိမြို့မှာနာမည်လေးပေးရမယ်ဆိုရင်ပုံနာကြီးကဥပေးခြင်းလို့ဒီလိုမှတ်တော့ပုံနေမကြီးကဘုန်းကြီးတို့ဒေါ်ပြင်းတယ်ပုံနာကြီးကဘယ်သူတဲ့တို့ပုံနေမကြီးကဒီနော်နှာကြိုးတွေပြန်ရော့သွားတဲ့တံပတ်ကအဲ့ဒီပုံနာကြီးနဲ့ပုံနေမကြီးဥပေးခြင်းနဲ့ဒေါ်ပြင်းနှစ်ယောက်ရှိကြပြင်းတတ်တယ်နော်ဒါနပြုတဲ့နေရာဘလောက်ထိအောင်ပြင်းတယ်လဲဆိုရင်ဘုန်းကြီးတို့မန္တလေးဆုံးကကြွတုန်းကပြောရအောင်မယ်မန္တလေးဆုံးကကြွတုန်းကတောကတက်ကြီးပွားတဲ့ပွဲစားနဲ့တူပါရဲ့ပွဲရုံတစ်ခုဘုန်းကြီးရောက်သွားတပိတ်ပိုက်လို့ကျွတ်တော့စာတင်သားတဖက်ကြမ်းမကန်ကြီးနဲ့ဆေးဘောလေးကြီးလက်ကျန်းညခဲလို့ဆုံးစလုံးကြီးကအငွေတစ်ထောင်ထောင်နဲ့ဘုန်းကြီးတို့ကလည်းတစုံရလဲတာမှတ်လို့ဒီလိုတစုံချင်းရှောက်စုရတာတနှက်စာအတွက်လွယ်တာမဟုတ်ဘူးအဲ့ဒီလိုရှောက်ပြီးစုရင်းနဲ့ဆုံးခံလိုက်တာဆုံးစလုံးကြီးအငွေတစ်ထောင်ထောင်ဇွန်းတက်ထားတဲ့ကျုပ်ကဝင်ရဆ
ဆင်းလေးတော့လည်းဖက်ရတော့ပြက်မှနဲ့ဆွန်းထမလောင်းအေးတော်ကြီးကိုတော်လေးကြွလာတဲ့မဏိနေဘူးလှပြီးဆွန်းထွက်လောင်းမှာဘုန်းကြီးလူတွေနဲ့တူပါရဲ့မဏိဆိုတာအုတ်ခေါင်းပြောတာကြားသေးဘူးတော်ကြီးကဟေးတော်ကြီးကိုတော်လေးရနေတဲ့မဏိနေဘူးလှပြီးဆွန်းထွက်လောင်းမှာဒီကကြားတယ်မိမကြီးကကြားတော့ဘာလှမ်းပြောလိုက်တော့နဲ့တော့ကိုယ်တိုင်ထွက်လောင်ငရဲကြီးတော့မှတ်လို့ဒီချက်ပြုတ်နေမအားတာမသိဘူးလားကိုယ်တိုင်ထွက်လောင်လိုက်ရောပေါ့မအားဘူးဆိုတော့မှတက်ရောက်သေးဆွန်းစလုံးကြီးကိုင်းပြီးတော့ဘောက်ဘက်နဲ့မြေကြီးနဲ့ရံဖြစ်ပြီးဆောင်းကြီးအောင်ကြီးထွက်လာပြင်းတာတကားတို့ကျဝနာရောက်တော့လေမန္တလေးဆိုတာကြွလာတဲ့တန်ဃာတွေတစုံချင်းမြတ်အောင်လောင်းရတာအဲ့ဒါလို့မလောင်းဘူးဗျာဇလုံးကြီးစောင်းပြီးအကုန်လုံးချစ်ချုပ်တွန်ထက်ကျုပ်ကတော့ပြုံးတရားတရားရှိတာမရှိတာပါထားဒီဖိုးကြီး2ယောက်3ယောက်လောက်တွေ့ရင်ငါတပိတ်ပြေးတာဟာဒါကျုပ်တို့ဘက်ကတွေ့ခေးအဲ့ဒီလိုချစ်ချုပ်လောင်းနေတော့ဒကမာကြီးကလှမ်းပြောတယ်ဖိုးကြီးနောက်ကိုယ်တော်တွေကြံသေးသလားကျုပ်လည်းအားနာတယ်နဲ့တူပါရဲ့ကြားသေးဘူးဖိုးကြီးနောက်ကိုယ်တော်တွေကြံသေးသလားနောက်သူကြားတော့ဘာပြောတော့လူပြင်းနေရဲ့စကားပေါ်မှတ်ချင်မှတ်ထားပေါ့ဟာဆုံးလောင်းတာပဲတဲ့ဖောက်တယ်ထားလောင်းမနေနိုင်ပါဘူးကုန်သွားပြီရောပေါ့အကုန်လုံးလောင်းချပြင်းတာတကားတို့ဒါကြောင့်နတ်ပြည်မှာနတ်သမီးတွေများသည်နတ်သားတယောက်နတ်သမီး1000တောင်ရှိသည်နတ်ပြည်ဟိုလဲနေတဲ့ဟာကြီးကရှိတာကိုပြည့်တာအဲ့ဒါဘာတော့ယဟစီးဘူးလားချားရောဟုတ်တယ်ယဟတ်တို့ချားတို့ဆိုတာရှိတာဒါကြောင့်မေးကြည့်ရအဲ့ဒါရှိတော့လဲစူပေးမှာပေါ့တရားပွဲနဲ့ဒါနဲ့တော့ခမည်းတော်ခါသာဖြစ်တယ်လို့ကြည့်ရှုလှုပ်ထားတယ်ကျုပ်လည်းမတတ်နိုင်ဘူးပေါ့ကျုပ်ကဘလောက်ဆူသူပြိဿညင်အောင်ထိမ့်တတ်တဲ့ဘုန်းကြီးပါအဲ့ဒါကြောင့်ကျုပ်မနိုင်ဘူးလန့်တော့အော်မှာပဲဒီထဲမြို့တစ်မြို့ကျုပ်မြောက်ပွဲနဲ့ရှင်ချပြိုင်မှာကွာလို့မင်းတို့ဘယ်မင်းသားဘယ်မင်းသမီးခေါ်မျက်နှာချင်းဆိုင်ပြိုင်စမ်းမှာငါနိုင်အောင်အော်ပါမယ်မြောက်တော့ငါမနိုင်ဘူးမြောက်ကသူကဆိုတာမှမဟုတ်ခဲနဲ့ဘေးဟာတွေကဆိုပြီးပန်းမကြီးကဒိန်ဒိန်တွန်းတီးနေတာမြောက်ဆိုင်ဆိုတာဘယ်တော့မှတုံနေမုံကိုတီးတာမှမဟုတ်ခဲနဲ့ဒိန်နဲ့တွန်းလှက်အဲ့ဒီတပွဲတော့ဘုန်းကြီးအရှုံးပေးတဲ့နောက်ဒီလိုတရိတ်ဆန်နဲ့ကြံဒီကန်နဲ့များရှင်ပြီးတော့ခင်ဗျားတို့ပြိုင်ချထားလို့ရတော့ကျုပ်ဘယ်တော့မှမဟောမင်းသားမင်းသမီးနဲ့တော့ကြိုက်တယ်လို့လုပ်ပါမြင်းကမှာကျုပ်ပထမဆုံးရန်ကုန်ကတန်းထွန်လေးတို့မျိုးမြင့်လေးတို့တက္ကသိုလ်မြကြီးတို့ရုပ်ရှင်မင်းကြီးတင်လှတို့ပလဲတို့ရီလေးတို့ချိုပြုံးတို့ယောက်ျားလားမိန်းမလားမသိဘူးပူချာချာနဲ့ပါသေးတယ်ရွှေလုံးဆိုတာဒီတပြုံကြီးအဲ့ဒါတွေနဲ့မျက်နှာချင်းဆိုင်ရုပ်ရှင်ချဟိုးရှည်ကြီးကောင်လေးတွေကအဲ့ဒီပဲလှဲ့ကျုပ်ကလည်းတွန်းអော်တာနောက်တော့လာလျှောက်တဲ့ရှင်ဘုရားခွန်ကြီးဘေးသက်ပြီးပါတဲ့တပည့်တော်တို့အလုံးလုံးမဖြစ်လို့ဘယ်လုံးလုံးဖြစ်မလဲသူတို့ကစီးနဲ့ဝါနဲ့ကျုပ်ကကျုပ်អော်ချင်တာអော်တာကျုပ်တန်နေဟိုဘက်ရောက်သွားတော့တီးတဲ့ကောင်တွေကိုကားဖြစ်ကုန်ဒါတော့အဲ့လိုမျိုးတွေနဲ့ရှင်နာတော့ကိစ္စမရှိဘူးမြောက်ပွဲကြကျုပ်ရှုံးခဲ့တယ်ဗျာကဲရှိပါစေတော့ဘေးဖောက်ထွက်သွားဒီလိုနဲ့ဆက်ကြအောင်ဆိုတရားနာပြိဿယောက်ျားတွေဌာနပြုတဲ့နေရာပြင်းသည်ဥပုသ်ဆောင်တဲ့နေရာပြင်းသည်တရားနာတဲ့နေရာပြင်းသည်တရားအထုတ်တဲ့နေရာပြင်းသည်ဒါကြောင့်နတ်ပြည်သွားတဲ့နေရာမှာမိန်းမတွေများများရောက်နေသည်တောင်းတာကတော့နတ်ပြည်ယောက်ျားတွေကတောင်းသည်ရောက်တာကမိန်းမတွေများများရောက်သည်ဘာဖြစ်လို့မိန်းမတွေများများရောက်ပါလဲနတ်ပြည်ရောက်တဲ့အလုပ်မိန်းမတွေကသာများများလုပ်ကြသည်ကြည့်ပြသေးချာဥပုသ်ဆောင်တဲ့နေရာကြီးမိန်းမတွေများဆွမ်းလောင်းတဲ့နေရာကြီးမိန်းမတွေများဆွမ်းတော်တင်တဲ့နေရာကြီးမိန်းမတွေများတရားအထုံးတဲ့နေရာကြီးမိန်းမတွေများတရားနာတဲ့နေရာကြီးမိန်းမတွေများ
ရုပ်ရှင်စာပွဲကြီးအဲ့ဒါတော့မပြောဘူးရက်ဆောင်ထိုးမှစိုးပါသေးတယ်ကိုအဲ့ဒီနေရာလဲများတာပဲပြိဿမိမတွေနေရာတကာများနေသည်ဘာဖြစ်လို့များတာလဲလို့ဆိုတော့များကိုများလို့မြို့သူမြို့သားတွေပါရန်ကုန်တို့အင်းစိန်တို့မခေပါဘူးဘာတွေများတာတုံးဆိုတော့ကျွတ်တူကိုင်းကိုဟာတွေများတာပေါ့ဘယ်လောက်ထိများတော့ကျုပ်ပြောရှေးတုန်းကရုံးမြေကြဆိုသည့်အလောက်တလင်းတမယားနဲ့အသက်သေးကြသည်လင်းသေးတယ်မယားအိမ်တော်မပြူဘူးမယားသေးတယ်လင်းနောက်ထပ်အိမ်တော်မပြူဘူးငါသားသမီးတွေပထွေးနဲ့မိရွေးနဲ့ဒုက္ခဖြစ်ချီရဲ့တကယ်ရုံးမြေကြပါလားဗျအခုတော့သူတို့မြောက်ပေးတဲ့စကားလေးကရှိနေတယ်အိုးတဲ့ဒါကတော့တပင်လဲလို့တပင်ထူတာပဲလဲလို့ထူတာပင်လို့ယူတာအကြောင်းမဟုတ်ဘူးမလဲပဲနဲ့ဘွက်ပေါက်နေတာကျွတ်တူတိုင်းပြီဘာလို့ဒီလိုလဲခင်ဗျားတို့အသိဆုံးရထဲနေတာကျွတ်တော့ခင်ဗျားတို့တဝက်တောင်မသိဘူးမလဲပဲနဲ့တောင်ကျွတ်တို့တိုင်းပြီဘွက်ပေါက်နေပါသဖြင့်ဒီကာမေတုမိစ္ဆာစာရကံကြီးကြောင့်ယောက်ျားဖြစ်တဲ့လူနဲ့ပြီးတော့မိန်းမဖြစ်တဲ့လူတွေများကုန်လို့များကိုများတယ်ဆိုတာကြုတ်ပြောတဲ့ဟိုဘွက်ပေါက်တဲ့ဟာတွေများနေသည်ရှင်းရလားကြုတ်ပြောတာမရှင်းရလဲနားကိုကြုတ်တို့မိချစ်ဆန်နဲ့ဘာနဲ့မလုံနဲ့နပွင့်ကြီးကြီးတန်မိုးနဲ့ကလော်ထုတ်တစ်ခုခုပိတ်နေလောက်ဟုတ်တယ်လေဒါလောက်ပြောလို့မှမရှင်းပိတ်နေလောက်ဒီထဲသူတို့ကပြောသေးတယ်မနတ်ပြည်တောင်းတော့ပေါ်ကွာတယ်နတ်သားတယောက်နတ်သမီး1000နဲ့1000မှန်းတောင်း1000မှန်းတောင်းလားမတောင်းနဲ့တကားတို့နတ်သားတယောက်နတ်သမီး1000ဆိုအဲ့ဒီနတ်သားတက်တာမယ်မဟုတ်ဟိုစဉ်းစားကြည့်ရတာကိုကွာအလူပြေမိမ2ယောက်ယူတဲ့လူတွေဘလောက်ပလီရတော့နတ်သမီး1000ဆိုအဲ့ဒီနတ်သားပလီနေရတာနဲ့ငါတို့တော့အိပ်ရလိမ့်မယ်လို့မထင်များဒါကြောင့်ငါမသက်တာဘူးပြောတယ်မယ်ဒီတဲ့သူတို့ကဆင်ကြေကန်လေးအိုးတဲ့နတ်သမီး1000မေဒီဘာဖြစ်တုံးနဲ့လူပြေလူဆန်းရှာစီရှာတိုက်တယ်မော်တော်ကားဝယ်ရီဝယ်နဲ့ဘာမှရှားဖွေလုတ်ကန်ကြွေးရဘူးတဲ့ရှားဖွေမကြွေးရဘူးတဲ့နတ်သားတယောက်နတ်သမီး1000ပဲဟဲ့လုံးမကြွေးရဘူးကွာတဲ့တို့လူပြေဖြစ်ဟမ်မကြပါဘူးကွာတဲ့မိန်းမလေးတယောက်ရပါတယ်ဆိုရလဲပူညံဟောတာပေါ့တရားနာပရိသတ်ရေနတ်ပြည်ရောက်တဲ့လို့မိမတွေများလို့တော့မိမတွေကြီးရောက်သွားရင်ကျွတ်တို့ကဘုန်းကြီးရဟန်းမိမဲ့ယောက်ျားကဖြစ်တဲ့ဘုန်းကြီးဆိုတော့ကျွတ်တကားတွေကိုချင်းစာလို့တနာလို့ပြောနေတာမပြင်းညနဲ့ဗျနတ်ပြည်သွားမှတော့ကိုယ်တကားတွေနဲ့တက္ကမတွေ2ယောက်စလုံးအတွဲလိုက်အတူတူပဲသွားစီချင်တာပေါ့တကားကြီးတွေဥကြံရဖြစ်နေမယ်ဆွန်းလောင်းတာငရဲမကြည့်ဘူးကိုယ်တိုင်လောင်းရကိုယ်တိုင်လုံးညလို့တိုက်တွန်းပြီးတဲ့နောက်ကျွတ်တို့ဒီလက်ထက်တင်ပြင်းသလားလို့ဆိုတော့ဟောဖယားလက်ထက်ကပြင်းပုံလေးခုနှစ်ကဥပေးခြင်းနဲ့ဒေါ်ပြင်းကိုဆက်မလို့ရုပ်ဥပေးခြင်းနဲ့ဒေါ်ပြင်းသည်ဒီကနေ့ထမင်းစားရဥပေးခြင်းခေါ်တဲ့ပုံနာကြီးသည်လမ်းဘက်ကိုကြောပေးပြီးတော့အိမ်ဘက်ကိုမျက်နှာပြုစားပါနောက်တရားနာပိဋကဒေါ်ပြင်းကတော့လမ်းဘက်မျက်နှာပြုအိမ်ဘက်ကြောပေးစားပါဒီနာကြီးမင်းရအောင်မဲ့လမ်းကတစုံတယောက်များလာရင်ဘယ်သူကမြင်မှာဒေါ်ပြင်းကမြင်မှာပေါ့သူကလမ်းဘက်လှည့်တာကိုဒီကနေ့ကျွတ်တို့သုံးလုံးကထိုထာသဗ္ဗညမြတ်စွာဘုရားသခင်ကိုတော်မြတ်ကြီးသည်မုံမြတ်5ပါးကိုလှူတဲ့ပုံနာကြီးလင်မယားထံငါဘုရားကြွမှာပြင့်လိမ့်မယ်ထင်တယ်ငါဘုရားကြွကသူတို့ဒီမတ်ဖို့ရမယ်ဥပနိဒယရှိမရှိလို့ကြည်တော်မူလိုက်တဲ့အချိန်ခါကမတ်ဖို့ရမယ်ဥပနိဒယမြင်တော်မူသဖြင့်ဘုရားကြွလာဒီပုံနာကြီးဥဖြန်းဖြန်းလှူပုံလေးကိုကိုင်းတရားနာပိဋကကြီးနောက်ကလိုက်ပြီးတော့ဆိုသန်းလက်ချိုးပြီးတော့ကောင်းရိပ်သိမ့်တဲ့အခါမှာကောင်းရိပ်ဥလှူသည်တလင်းနေသောအခါမှာတလင်းဥလှူသည်တလင်းတွင်ဗန္ဓာပြုသောအခါမှာ
ဗန္ဒာဥလူသည်ထမင်းအိုချက်သောအခါမှာထမင်းအိုဥလူသည်ထမင်းခူသောအခါမှာထမင်းခွက်အူလူသည်ဥဖြားပြဘယ်တော့မှကိုအရင်မစားဘူးတဲ့ဗျဥဖြားပြအဲ့ဒီငါးခုကိုလှူလို့သူပြင်ဆက်ကဒါယကပုံနာတဲ့မြန်မာလိုပြောတော့ငါးပါးဥဖြားပြမွန်မြတ်လှူတဲ့ပုံနာကြီးတဲ့ခင်ဗျားတို့နားလည်အောင်ပေးထားတဲ့နာမည်ကတော့ဘယ်သူတဲ့တို့ဥပေးခြင်းကဲထမင်းစားနေတဲ့အချိန်ခါမှာဘုရားကိုယ်တော်မြတ်ကြွလာဆိုကြပါစို့ပုံနာကြီးနောက်ကနေပြီးတော့ဘုရားကိုယ်တော်မြတ်သပိတ်ကြီးပိုက်ပြီးတော့ဝင်ဆွန်းရပုံနာကြီးမမြင်ရှာဘူးကြောက်ပြရက်ကိုလမ်းပဲမျက်နှာလှဲ့တဲ့ဒေါ်ပြင်းဆိုတဲ့ပုံလေးမကြီးမြင်ပြီပြုတ်ဟောကြည့်စမ်းစားတောက်နေတော့လေခုခတ်နေတော့လေလာခြင်းဝင်လာတာပဲအခုအစားလဲနေတော့လေဝင်ခြင်းဝင်လာတာပဲအပြစ်တင်နေတာအလှကံပုဂ္ဂိုလ်ပဲဗျသူ့ချိန်လေးနဲ့သူတော့လာတာပေါ့ပြေးတာ12နာရီကကြော်ရင်ဘုန်းကြီးတွေဆုံးခံလာရလားလာပါဘူး12နာရီအတွင်းကောအဲ့ဒီချိန်လေးတော့လှူနိုင်အောင်ပဲရှားဖွေထားပေါ့လာရတဲ့အချိန်လေးကြည့်ဟိုမှာလာရတဲ့အချိန်ကလေးကြွလာတာစားလုံးမလားဘယ်ချိန်လာမလဲဗျကြည့်ခုဖယားကြွလာတာကိုကြည်သားစားလုံးတော့တုံးနဲ့လာတာပဲမမြင်ရအောင်ဆောင်တဲ့မျက်ခွန်လေးဖုံးပြီးတော့ဘုရားကိုယ်တော်မြတ်မကြွဘူးနောက်ပုံလေးမကြီးကကြွမလားလို့မျက်ခွန်လေးလှန်ကြည့်လိုက်မကြွဘူးဒုက္ခပဲဒါကြီးမပေးသူဇုတ်ကနေတော့မှာမပေးသူဇုတ်ကနေတော့မှာခက်တယ်ငါပုံနာကြီးကလည်းအလှတန်းအင်မတန်ဝါဒနာပါတယ်ကောင်းရိတ်သိမ်းတဲ့ချိန်လှူတဲ့တလင်းတဲ့ချိန်လှူတဲ့တလင်းတွင်ဘာနာပြုတဲ့ချိန်လှူတဲ့ထမင်းအိုးချက်တဲ့ချိန်လှူတဲ့ထမင်းခူးတဲ့ချိန်လှူတဲ့ဒါကြောင့်သူပြစ်ဆက်ကဒါယကလို့တော့အမိတွင်းနေတယ်တရားတရားရှိတဲ့ပုံနာကြီးများစားနေတုံးမြင်သွားရင်ထလှူတော့မှာထလှူလိုက်ပြန်ရင်လည်းပဲထမင်းမလောက်ရင်ငါပြန်ချက်ရမှာပြင်းလာပါပြီထမင်းကလေးချက်ရမှာကစပြင်းကျွတ်တော်ပရိသတ်ထဲအဲ့ဒီလိုဒကမာကြီးတွေပါသလားပြုမပါဘူးပဲပြောပါဘာမှမပါပဲမပါဘူးပြုဒီထဲမှာကြည့်ဟိုပုံလေးမှာကြီးထမင်းထက်ချက်ရမှာပြင်းတော့အကယ်၍ငါကအတိတ်စထဗန္ဒေတပိတော်တို့မှကြော်ပြီးတော့တော်ရအိမ်ဆွမ်းရတော်မူပါဘုရားဆိုရင်လည်းပုံနာကြီးလှဲ့ကြည့်သိပြီးသူတော့မှာပုံနာကြီးလည်းမသိအောင်ငါလည်းထမင်းထက်မချက်ရအောင်ကာယဝိညာဉ်နဲ့ငါသိစီပုံလေးမကြီးကပုံနာကြီးမသိအောင်ဆိုပြီးတော့တခါတည်းမျက်စက်ပြလိုက်တယ်ဘုရားအတော်ဆိုးတဲ့ပုံလေးမကြီးရေးသားကြီးပုံလေးမကြီးကဘုရားဘာလို့ပြတော့မျိုးဘုရားမို့သာပေါ့ဗျာကျွတ်တော့လို့ဘုန်းကြီးတွေနဲ့များတွေ့ရင်ဒီမိန်းမကြီးအသက်ကြီးမှငါများမဲထင်းနေမှာကိုဗျာဘုရားမို့သာပေါ့မျက်စပ်ပြတော့ဘုရားကလည်းသိတယ်ဩသူကငါ့ကိုကာယဝိညာဉ်ခန္ဓာကိုယ်နဲ့သိသေးတယ်ငါဘုရားကလည်းခန္ဓာကိုယ်နဲ့ပဲသိစေမှဖြစ်ဘုရားကိုယ်တော်မြတ်ကတရားနာပရိသတ်ရေကောင်းရမ်းပြလိုက်တယ်သွားဘူးတဲ့သူကမျက်စက်ပြီးသွားတော့ဆိုတော့ဘုရားကကောင်းရမ်းပြလိုက်တယ်မသွားဘူးတဲ့ပုံလေးမကြီးရည်ရောတာဟောတော်ခနဲ့ကြည့်ပါလိမ့်ကြည်စားငါသွားခိုင်းတာလေသူပြီးတယ်ကောင်းရမ်းပြတယ်မသွားဘူးတဲ့ခက်တဲ့ပရိသတ်ရေကျုပ်မန္တလေးတုန်းကပြောရအောင်ကျုပ်လည်းအလိုက်မသိလို့တရုတ်ကြီးနဲ့ဗမာမနဲ့ရတရုတ်ကြီးနဲ့ဗမာမနဲ့ရတော့ကျုပ်ကလည်းဗမာမမြင်လို့ဆုံးဝင်ရဒါပတိအဲ့ဒီမန္တလေးကတရုတ်ပြောပါတယ်ကျုပ်တို့ရန်ကုန်ကတရုတ်တွေကလည်းကျုပ်နဲ့အတော်ဆင်ပြေတာဟုတ်တယ်အခုတရုတ်တွေနဲ့ကျုပ်နဲ့ကြီးအဆင်ပြေနေတယ်ဘယ်ဖြစ်အခန်းတွဲလှူလိုက်တရုတ်တွေကျုပ်တို့တရားနာပြည်သား40နဲ့
9 နှစ်ကျုပ်သက်စိတ်ကိုရည်မှန်းပြီးတော့45ပါးဒုံလဘယဟန်ကံမွေးကြီးကလူဦးရေ1000မှာရန်ကုန်ကအများကြီးပေါက်တယ်လာကြတယ်ပြိဿတစောင်းလုံးလာကြီးနေကတော်ကလေးရက်ရွှေ့တာလဲသတင်းစာထဲကျုပ်ထဲပါအဲ့ဒီတစောင်းလုံးလာကြီးနေက45ပါးယဟန်ကံမွေးကြီးကျုပ်ငွေ6000ခွဲလောက်ကုန်သွားပါအဲ့ဒီပွဲကြီးကျင်းပတဲ့ရန်ကုန်ကအများကြီးလာကြရန်ကုန်ကအများကြီးလာတဲ့ထဲမှာတရုတ်တွေအများကြီးပါလာအခုဒီကနေ့ကျုပ်ရှင်ဖျားတဲ့တပည့်တော်နိဗ္ဗာန်တို့ပို့ရစီဆိုပြီးတော့ကားနဲ့လိုက်ပို့တော့မောင်ကန်ညွန့်ဆိုတာဟိုဝါရှော့လုပ်နေတယ်တရုတ်လေးပဲတော့ခောက်တော်ဝင်ရဲ့သားဒီမှာကျုပ်ကိုလိုက်ပို့တယ်ကမာရွတ်ကအပြန်လဲလားကြိုပါမယ်အေးမင်းကုသိုလ်ယူခြင်းပို့ပေါ့ကွယ်လို့အဲ့ဒီလိုတရားနာပြေးတာရန်ကုန်မြို့ကတရုတ်တွေပြောတာမဟုတ်ပါဘူးမန္တလေးတရုတ်ကြီးပါဒါလဲစကားခံထားရစေကျုပ်ကဗမာမမြင်လို့တပိတ်ကြီးနဲ့ဝင်ရတော့တရုတ်ကြီးကသတင်းစာကြည့်ရင်ကျုပ်မြင်တော့သတင်းစာကြီးနဲ့ထောင်ပြီးအထက်တိုးပြီးပိတ်သွားနောက်တစ်ခါသွားဗလားလို့သတင်းစာပြန်ချမသွားမှန်းသိတော့ပြန်ပိတ်နောက်တစ်ခါပြန်ချကျုပ်ကလည်းမသွားဘူးမသွားတော့တရုတ်ကြီးကျုပ်စိတ်ဆိုးတယ်တော့ဗမာလူလှမ်းပြောတယ်ဟဲ့ဘုန်းကြီးဆွားတယ်ကျုပ်ကလည်းမဆွားဘူးအဲ့လိုမသွားဘူးကျုပ်မသွားတော့တရုတ်ကြီးစိတ်ဆိုးတယ်တရုတ်လို့ဆိုင်တယ်ကျုပ်သိမှာမဟုတ်ဘူးဟဲ့ဘုန်းကြီးဆွားဆိုငါမှဘုန်းကြီးမဆွားဘူးလားတဲ့အဲ့ဒီတင်ကျုပ်ဒေါသဖြစ်ပြီးဘာပြောကောင်းလဲကတ္တရာလောင်းမောသပိတ်ကြီးချပြီးအဲ့ဒီတရုတ်ကြီးကျုပ်နောင်ချင်းဝင်ချအဲ့ဒီကြမှာဗမာမထွက်ပြေးလာစောစောကသူ့ဗမာပဲလောင်းနိုင်ရင်လည်းမြန်မြန်လောင်းလို့မလောင်းနိုင်လို့ကြော်ဆုံးဆိုတတ်ရင်လည်းဟိုဘာသာကြပဲဆိုတတ်မှာတော့သူ့တရားနာပြေးတာကြော်ဆုံးဆိုလိုက်လေသူ့တရုတ်ကြီးကျုပ်လည်းဒီလိုမခံရပြီဘူးပေါ့အခုတော့ကျုပ်ငါမဘုန်းကြီးသွားလို့ဆိုတော့လက်သီးနဲ့ဝင်ထိုးတော့မှဟောထွက်လာတယ်ဗျာခင်ဗျားတို့ပြောကြပါတယ်ဗါတဲ့မရထီတော့တကားတို့ဘာကြည့်အေးကွာမရထီတော့ဓာကြည့်တယ်လင်းထီတော့လည်းမိန်းမတွေကြည့်စီရတခုခုတော့ရှိလိမ့်မယ်ကွာအဲ့ဒါကြောင့်ဒီဗမာမထွက်ပြေးလာတာရှင်မယားတိခမဖျားဘာသာချင်းမတူလို့ပါဗျာတိခမဖျားမသိလို့ပါဗျာတဲ့ရှင်မယားတပည့်ကြီးအမြင်မတော်ပါဘူးဗျာလည်းမဲကျုပ်တပည့်ကြီးကတ္တရာလမ်းပေါ်ကသွားကောက်ပြီးတပည့်ချီလေးနဲ့တင်းဆွင်းနေလောင်းပြီးတော့ဒီကနေ့ကစပြီးရှင်ဘုရားထိုင်ကိုယ်တော်ဖြစ်နေခြင်းကြွပါဗျာမဆိုးလို့တရုတ်ကြီးနဲ့ကျုံတယ်လည်းနောက်အရင်အဆင်ပြေသွားတယ်ပြိဿဒါကြောင့်တရားနာပြိဿရေသွားဆိုတဲ့ကိစ္စမသွားလို့ရှိရင်ရည်ရင်လဲရည်ခြင်းစိတ်ရင်လဲဆိုးဖို့ပြိဿပုံမှာဖယားဆိုတော့လဲစိတ်မဆိုးဘူးပြိဿအတော်ဇွဲကောင်းတဲ့ဟာကြီးဆိုပြီးပုံလေးမှကြီးခွက်ထိုးခွက်လာရည်ရောပြုရည်တော့ပုံသားကြီးမလုံဘူးငါထိုင်တာအဆင်မပြေလို့လားရည်တော့သူမလုံဘူးပေါ့ပြင်းထိုင်ပြီဟောရည်တော့မယ်အောက်ကဟာလည်းမဟုတ်ဘူးဘာပါလိမ့်နဲ့သူနှခမ်းမြန်ထမင်းလုံးလေးကတ်နေလို့လားနှခမ်းတရက်ပြီးတော့ပြန်စားရည်တော့မယ်တန်တော့ပုံထဲမှာရည်တာထူးတယ်ငါခေါင်းပေါ်တဲ့သူကြည့်ရည်နေတာမဟုတ်ငါခေါင်းအထက်2000 3000မြင့်နောက်ဘုရားကိုယ်တော်မြတ်ကြီးကလည်းတရားနာပြေးတာရောင်ကြီးတော်6သွဲအယောင်တွေလွှတ်လိုက်တော့အဲ့ဒီအယောင်နဲ့သူ့မျက်စိနဲ့အတိုးပုံထဲမှာကြီးခေါင်းပေါ်2000 3000ကြော်ကြည့်တာကိုသိကျင်လို့နောက်အလှဲ့လိုက်ဖယားကြွလာတဲ့မိုက်ကမိမယုတ်ငါလူတတ်တဲ့ဝါဒနာသိပါဟဲ့ကနဲ့ငါအသိမပေးဘဲနဲ့ကြည်စမ်းထမင်းပြန်ချဲရမှာပြင်းတဲ့မိမယုတ်မြတ်စွာဘုရားသိခဏတော်မူပါဗျာသိခဏတော်မူပါဗျာဖယားတပည့်တော်ဒီယခုစားစေဖြစ်တဲ့ထမင်းတွေကိုအရှင်ဘုရားအလှခံပါသလားပုံထဲမှာကြီးပြင်းလို့မြတ်စွာဘုရားကိုယ်တော်မြတ်ကြီးဒီလိုရက်နေခြင်းဖြစ်ရပါဘုရားအလှခံပါသလားဗျာဒီတော့ဘုရားကိုယ်တော်မြတ်ကမိတ်ဒါယကပုံနာတဲ့ငါဘုရားသည်ပိဏံလဘေထပရဒတ်ထင်ပါဇီဝီလို့မြတ်စွာဘုရားအဲ့ဒီတိုင်းဟောဘုရားတဲ့ငါဘုရားတို့မှာပြတော့ဟိုနည်းနည်းလေးတော့အာယုပြုနားထောင်နော်ဟိုမြတ်စွာဘုရားဘယ်ထိအောင်မိတ်ရှိတယ်လဲလို့ဆိုတော့ပုံနာတဲ့သူတပားတို့ပေးတာကျွေးတာကိုမှီပြီးတော့
အသက်မွေးရသောပိတ္တာနဲ့တူသောငါဖရာတို့မှာတဲ့ဗျနားထောင်ကြည့်စမ်းနားထောင်ကြည့်စမ်းနားထောင်ကြည့်စမ်းမြတ်စွာဘုရားကိုယ်တော်မြတ်ကြီးကမိတ်နေတာသူတပားလူတာကမ်းတာပေးတာကျွေးတာကိုမှီပြီးအသက်မွေးရတဲ့ပိတ္တာနဲ့တူသောငါဖရာတို့မှာတဲ့ဗျကျွတ်တို့ဘုန်းကြီးတွေဘာဘုံဝင်မြင်းစရာရှိတော့ဘာဘုံဝင်မြင်းစရာရှိတော့တင်းရောင်ရောင်လက်လက်နဲ့ဝင်းဝင်းပြောင်ပြောင်ဝှက်နေတာကျွတ်တို့ပိုင်မဟုတ်သူများလှူထားကျွတ်တို့ပိုင်တော့ဘာတစ်ခုမှမရှိဗတ်ထဲထမင်းတွေဘယ်သူကျွေးထားတယ်လူတွေကျွေးထားဝိတ္တသင်္ကန်းတွေဘယ်သူဝယ်ပေးတော့ဘယ်သူလှူတော့လူတွေလှူထားကျွတ်တို့စီးတဲ့ကားတွေဘယ်သူလှူထားတော့အတန်ရက်ဆက်တွေကက်ဆက်တွေဘယ်သူလှူထားတော့အာတိုက်ကြီးတာကြီးကြောင်းကြီးတွေဘယ်သူလှူထားတော့လူတွေလှူတာနဲ့အသက်မွေးရတဲ့ရဟန်းတန်ဃာတွေကပရိသတ်ကြီးဘုံဝင်မြင့်စရာလိုသလားပြုခြီပြားထောက်စရာကောလိုသလားပြုပြည်သူပိုင်ပစ္စည်းနဲ့ကြီးပွားရတယ်ကျွတ်တို့ဘုန်းကြီးတွေကနိုင်ငံရေးမဟုတ်ဘူးပြည်သူတရားတော်တွေလှူတဲ့ပစ္စည်းကိုသုံးဆောင်နေရလို့ကျွတ်တို့ကပြည်သူပိုင်ပစ္စည်းကျွတ်တို့ပိုင်တဲ့ပစ္စည်းမှန်တယ်ဗျမှန်ရလားဘုန်းကြီးပြောတာဒါကြောင့်ဘဝင်မြင့်စရာကျွတ်တို့မှာဘာမှမရှိခြေပြားထောက်စရာလည်းမရှိဘူးမာနကြီးစရာလည်းမရှိဘူးဖယားကိုယ်တော်ရဲ့ရွှေရလောက်ကထုတ်ပြီးတော့သူများလှူတာနဲ့အသက်မွေးရတဲ့ပြိတ္တာနဲ့တူသောငါဖယားတို့မှာပုံနာတဲ့ဥဖြားပြားလည်းအလှခံတယ်စားစဲလည်းအလှခံတယ်ကွစားကျွင်းလည်းအလှခံတယ်ကွခဏဒီတိုင်းမိတ်သို့တော့ဒီနေရာလေးလာလိမ့်မယ်နော်သို့တော့ဆိုတဲ့နေရာဆက်နာထောင်မှာမဆုံးသေးတဲ့စကားလုံးပြောမလို့သို့တော့ဆိုရင်မဆုံးသေးဘူးဒါပေမဲ့ဆိုရင်ကြံသေးတယ်နေပါအောင်ဆိုရင်မသွားနဲ့ဟောဆိုကားတောင်ရဗမာစကားတော့ရှုပ်တာစာဥကိုဘုန်းကြီးပြောမယ်တရားဓမ္မတွေမှတ်ထားကြမိမိတို့ထမင်းဟင်းချက်ပြီးတဲ့ချိန်ခါမှာမိမိတို့ကိုယ်တိုင်မစားသေးပဲနဲ့ဥဖြားဖြားထမင်းအိုးပေါင်းကလေးကိုခူးပြီးတော့ကျွတ်တို့ဆွမ်းတော်တင်တာတန်ဃာတော်ဆွမ်းလောင်းတာမိဘခူးကြွေးတာဟဲ့အဲ့ဒါစာဥလို့ခေါ်တဲ့လူငယ်တွေမှတ်ထားကြဒါကြောင့်တချို့လူကြီးတွေကဘယ်နဲ့ပြောလို့သမီးအလုပ်သွားတော့လေမေရခိုင်းအောင်စားရတယ်ပဲနဲ့စားပါအိုးဖျားလည်းဆုံးတော့မတင်နေဘူးတန်ကလည်းဆုံးမလောင်နေဘူးဖေတို့မေတို့လည်းမစားသေးဘူးကျုပ်ကရင်စားလို့ကောင်းမလားသမီးဥချန်စားခဲ့ပြောတာလူကြီးတွေကဥချန်စားခဲ့သမီးတဲ့အပေါ်ပိုင်းကဥဖြားလေးကိုခုခတ်ချံပြီးတော့မှငါသမီးစားသွားရတယ်တဲ့အဲ့ဒါဥချန်စားခဲ့အခုတော့စကားကပြောင်းသွားတယ်ဥချစားကြဆိုတဲ့အတိုင်းဥဖြားကြီးကုန်ချချိတ်ကုန်တော့တာပဲပြုစကားပြောင်းတော့သူတို့လည်းပြောင်းကုန်ရောမိဘတို့လည်းဘာမှမတွေ့ဘူးအမေအားတဲ့အသားဝါးလိုက်မှမဟုတ်လို့တဲ့အသားကိုသမီးစားလိုက်တယ်တဲ့ပြော့နေအခောက်ကလေးအစီလေးတော့ကြံပါရဲ့ကောင်းတယ်ဥဖြားကြီးသူတို့ကချိတ်လဲကုန်ပြီထားတော့ဟဲ့ငန်းကြီးများနှမများမိမိတို့ကအလုတ်သွားစရာရှိတယ်ဆိုရင်ဖယားဆွမ်းတော်မတင်ရသေးလို့ဆွမ်းတော်တင်ရအောင်တန်ဃာတော်ဆွမ်းမလောင်းရသေးလို့ဆွမ်းလောင်းရအောင်မိဘမစားရသေးလို့စားရအောင်ဆိုပြီးတော့ဥဖြားပြားလေးခုခတ်ခြံပြီးတော့မှစားသွားကြပါအဲ့ဒါစားလို့ရတယ်ဟဲ့ဒါကြောင့်စားဥဆိုတာတော့ပရိသတ်ကြီးသဘောပေါက်သွားပါပြီကိုမစားခင်လှူတဲ့ဥဖြားပြားပရိသတ်စားဥဆိုတာသိပလားသိပါပါကဲစားစဲကိုနည်းနည်းပြောကြအောင်ဆိုစားစဲဆိုတာတရားနာပရိသတ်ကြီးထမင်းနဲ့ပကံများတဲ့ကလေးလိုဘလပွေနေပြီးတော့ဟင်းစားတွေနဲ့မတတ်မပြန့်စားနေတော့နှိုက်လှူတာမဟုတ်ဘူးတဲ့ဗျို့ဘယ်လိုလှူရမလဲဆိုတော့စားစဲလှူပုံလေးနားထောင်သွားကြထမင်းစားတော့မဲ့ကြံကလေးကတပိုင်းကိုတန့်ထားပါတဲ့ဗျဟိုဘက်မိမိဘက်ကထမင်းကိုစားမဲ့ကြရင်ဟိုဘက်တပိုင်းကိုတန့်ထားလိုက်အကယ်၍များငါထမင်းစားနေတုန်းအလှူခံပုဂ္ဂိုလ်ကြွရင်လှူနိုင်အောင်လို့တမင်သက်တန့်ထား
အဲ့ဒီလိုတန့်ထားလို့ကိုကဟင်းစားဟင်းနာဒီဘက်သာရှိတယ်ဟိုဘက်တန့်တန့်ပြန့်ပြန့်တပိုင်းတန့်ထားသဖြင့်ထမင်းစားနေတဲ့ချိန်ခါမှာတန်ဃာတော်ကြွလာရင်တန့်တန့်ပြန့်ပြန့်ထားတဲ့ဟိုဘက်တပိုင်းကိုလက်ဆေးပြီးတော့ဟောသလိုပကံများလေးစောင်းပြီးတရက်လှူလိုက်ပါလှူလို့ရတယ်သဘောပေါက်တယ်လားအဲ့ဒါစားစဲသိပလားပြိဿကြီးသိပါဗျာကလေးတွေလိုဘယ်လိုဝေးနေထားတာတွေကိုအဲ့ဒါကြီးတွေထဲလှူတာမဟုတ်ဘူးအဲ့ဒါမျိုးတော့ကျတို့ဘုန်းကြီးတွေလည်းမစားဘူးစားစဲလှူပုံလေးပြောတာတန့်တန့်ပြန့်ပြန့်နဲ့ဗျာစားကြတဲ့ကိုကစားနေတော့လှူနိုင်အောင်တမင်သက်သက်တန့်ထားတဲ့စားစဲသဘောပေါက်လားပြိဿဒါစားကျွင်းကိုပြောကြအောင်ဆိုစားကျွင်းဆိုတာပကံများတဲ့ထမင်းတွေစားပြီးတော့တလုံးတဆုပ်ကလေးကိုကြမ်းနေတာမကုံမအဲ့ဒါဘုန်းကြီးလှူတာပြောတာမဟုတ်ဘူးနော်စားကျွင်းထမင်းအိုးတဲ့ထမင်းခူးကလေးကဟင်းအိုးတဲ့ဟင်းခက်ကလေးကဟင်းအိုးတဲ့ခက်တဲ့ဇွန်းနဲ့ထမင်းခူးထမင်းအိုးခူးတဲ့ရောင်းမနဲ့ငပိကျော်ဒဲအိုးတဲ့မကော်ဘူးဒီလိုမျိုးတန့်တန့်ပြန့်ပြန့်ငါတို့မိသားစုတအိမ်လုံးစားပြီးတောင်မှတန်ဃာတော်များသပိတ်ပိုက်ပြီးကြွလာရင်တန့်တန့်ပြန့်ပြန့်လှူနိုင်အောင်လို့တမင်သက်သက်တန့်တန့်ရှင်းချွင်းချန်ထားတာကိုအဲ့ဒါစားကျွင်းလှူတယ်တဲ့ဗျာတအိမ်လုံးစားပြီးတော့လဲလှူနိုင်ပါတဲ့ဗျာသဘောပေါက်ရလားပြိဿကြီးသဘောပေါက်ပါရဲ့ဗျာဒါဖြင့်စားဥတို့စားစဲတို့စားကျွင်းတို့သိပါလားသိပါရဲ့ဗျာတချို့ကဗျာမတောက်တစ်ခေါက်ကျွတ်တို့စိတ်ဆင်းရအောင်ဟိုစကားကြီးကပေါ်လာသေးတယ်မကောင်းကြောင်းပို့တယ်မလုံးပါနဲ့ဗျာမကောင်းတာကြီးမှတော့မပို့ပါနဲ့ဝက်သားကြက်သားဘဲပေါင်းစိတ်ကင်လေးဆိုတော်သေးအခုတော့မကောင်းကြောင်းပို့တယ်အဲ့ဒီစကားကြီးဘယ်သူကစပြောမှမသိစပြောတဲ့လူလည်းမရှိပါဘူးခုတော့မြစ်ထဲမျောသွားတော့ပါပြီတော့ဒါကြောင့်တရားနာပြိဿစားဥစားစဲစားကျွင်းငါဖယားစီဒီလိုအလှခံတဲ့ကွဲ့လို့မြတ်စွာဘုရားကိုရောမြတ်ကြီးမိန့်တော်မူတဲ့ဒေသနာကိုနာကြားရသဖြင့်ဟောစားစဲဖြစ်တဲ့ထမင်းတွေကိုဆွမ်းဖြစ်တဲ့အကုန်ထလှူပါတယ်ဗျာလှူပြီးတော့မြတ်စွာဘုရားကိုရောမြတ်ကြီးကိုကတော့မြတ်စွာဘုရားကိုရောမြတ်ကြီးကတော့ပုံလေးမကြီးကလည်းအဲ့ဒီချိန်ကြတော့ကတော့တယ်ပြိဿရေကျုပ်စိတ်ထဲအောင်းမိတယ်အဲ့ဒီစာဖတ်တုံးကနှစ်ယောက်စလုံးပုံနာကြီးနဲ့ပုံလေးမကြီးဟိုကုန်းပြီးရှစ်ခိုးနေတော့နှစ်ဖူးနဲ့ခြေထောက်နဲ့ကလည်းနီးနေတာတလောက်ပြင်းတဲ့ပုံလေးမကြီးဖျားမှုသာပေါ့ကုန်းရှစ်ခိုးနေတာနှစ်ဖူးနဲ့ခြေထောက်နဲ့ကလည်းနီးနေတာဒီပုံလေးမကြီးဖျားမှုသာပေါ့ကျွတ်တို့လိုသာဆိုရင်ရောင်ကကလေးဖြစ်တော့ခတ်လိုက်ချင်ပြင်းလွန်းလို့ဟိုမပြင်းတဲ့ဒီထဲကဓမ္မကြီးတွေပြောတာမဟုတ်ဘူးနော်ဟိုပုံလေးမကြီးပြောတာအဲ့ဒီလိုတရားနာပရိသတ်မြတ်စွာဘုရားကိုတော်မြတ်ကအဲ့ဒီချိန်ခါမှာတရားဟောတော်မူပါတယ်မြတ်စွာဘုရားကိုတော်မြတ်ကြီးဟောကြားတဲ့ဒေသနာတော်ကသံဃာသောနာမရူပသဘေယတနတ္ထိမမဟိတာလို့သူတို့ရဲ့ဥပနိဒေယကိုကြည်ဟောတယ်သူတို့ရဲ့ဥပနိဒေယကဘာလဲလို့ဆိုတော့ကျွတ်တို့ကတ္တဗဘုရားလက်ထက်ကပြိဿကြီးဘယ်ဘုရားလက်ထက်ကတော့ကတ္တဗမြတ်စွာဘုရားကိုရောမြတ်ကြီးလက်ထက်တော်ကဒီပုံနာကြီးနဲ့ပုံလေးမလင်မယားနှစ်ယောက်စီတန်ဃာတော်အရှင်မြတ်များဟောကြားတော်မူတဲ့နာယုတ်ဆိုတဲ့ဝိပဿနာတရားကိုအကျေတစ်ဖြင့်မနာကြားရတော့လည်းပဲနာနဲ့ယုတ်တော့သူတို့သိခဲ့အကျေချက်ပြီးသူတို့နားမလဲခဲ့ဘူးနာယုတ်ဟောဒီနာနဲ့ယုတ်ပဲသူတို့ကြားခဲ့အဲ့ဒါလေးကိုစီးဖြန့်ပွားများခဲ့တဲ့ဥပနိဒေယကြောင့်ဘုရားကိုယ်တော်မြတ်ကဒီကဲ့သို့ဟောကြားလိုက်တဲ့အချိန်ခါမှာနာယုတ်ပြီးတကယ်လမ်းကြတော့နာလည်းမမြဲယုတ်လည်းမမြဲပျက်စီးကြရမှာပါလားနာနဲ့ယုတ်ကြောင့်လူရလို့ဖြစ်လာသည်တတ္တဝါဖြစ်လာသည်လို့ဖြစ်လာသည်တတ္တဝါရလို့ဖြစ်လာသည်ဒီဖြစ်လာတဲ့တတ္တဝါအနန္တသည်တနေ့ကြတော့ပျက်စီးရမှာပါလားလို့အဲ့ဒါလို့စီးဖြန်းလာခဲ့တော့ပိဋကကြီးပျက်စီးရမှာပဲလို့ကြိုသိထားရင်ပျက်စီးသွားတဲ့ချိန်ခါမှာပူပင်မှုရှိရလားပြုဘယ်ရှိပါလဲပိဋကငကိုယ်တည်းကမှပျက်စီးလိမ့်မယ်လို့သိထားတာကို
ညာနဲ့သိမှနော်ပြိဿဘာနဲ့သိမှတော့ညာနဲ့သိမှပါခင်ဗျားတို့အခုညာသိတော့မဟုတ်ပါဘူးအိုးတဲ့လူဖြစ်လာသေးရမှာပဲဝိညာဉ်သိပါဇတ်သိပြောလိုက်တဲ့ပါဇတ်ကအနိစ္စအနိစ္စလူတယောက်တွေမှာအတုပထင်တယ်ကိုအတုပမှမသိဘူးပိဿကြီးခင်ဗျားတို့ကြုံနေမယ်လူတွေမှာအတုပလားဒီပိဿကြီးအကုန်လုံးအတုပလားကြုံပြောလားအကုန်လုံးအတုပအတုပဆိုတာဘာလို့ဆိုတော့တချို့ကလေးတွေကပြောသေးတယ်မသာတဲ့ဒီမှာလူတွေမှာမသာကြီးအတုပထင်နေတာကိုပိဿရဲ့ဘုရားကိုယ်တော်မြတ်ကအတုပဆိုတာကမတင့်တယ်ဘူးလို့ဟောတယ်ခန္ဓာကြီးရလာတဲ့ကဘုရားကိုယ်တော်မြတ်ကတင့်တယ်လို့ဟောအဲ့လိုကျွတ်တို့ခန္ဓာကိုယ်ကြီးကိုမတင့်တယ်ဘူးလို့ဟောတော့ဒီပရိသတ်ကြီးအကုန်လုံးအတုပဆိုတာများနာသလားပရိသတ်ခင်ဗျားတို့လည်းအတုပဘုန်းကြီးလည်းအတုပကျုပ်ဘေးထိုင်းနေတဲ့ကိုယ်တော်လေးတွေလည်းအတုပသူတို့လည်းခြံထားလို့မဖြစ်ဘူးနော်အကုန်လုံးအတုပမတင့်တယ်ဘူးတဲ့ဘုရားကမတင့်တယ်ဘူးဟောတာကိုခင်ဗျားတို့ကျွတ်တို့ကတင့်နေတဲ့ထင်နေအဝတ်ကောင်းစားကောင်းလေးဝတ်လိုက်တော့ပရိသတ်ကြီးမြေကြီးပေါ်ထိုင်ရလားထိုင်ပါဘူးအဝတ်စုပ်ကလေးနဲ့ကြတော့မြေကြီးပေါ်နဲ့ထိုင်နေအမိတ်ပုံပေါ်လည်းထိုင်အဝတ်ကောင်းလေးဝတ်လိုက်တော့ထိုင်တော့ဘူးဖြာပေါ်တောင်တင်ပြူးလေးခင်မှာတင်ပြူးပေါ်တောင်ကော်စောနဲ့မှာကော်စောပေါ်တောင်မှု့ရနဲ့မှာမဲဒီထဲကိုလေဟိုပြာတွေထဲထိုင်ပြီးတော့ထသွားပြီးခွင်ကလေးခံလိုက်တာအဝတ်သစ်ကလေးဝတ်ထားတော့ငါမတင့်မတယ်ဖြစ်ကုန်တော့ပဲတဲ့ငကိုယ်တွေကမတင့်တယ်နေတဲ့ခန္ဓာကိုယ်ကြီးဒါကိုစားကောင်းဝတ်လိုက်တော့တင့်တယ်တယ်လို့ထင်ပြီးတော့ခင်ဗျားတို့ကျွတ်တော့အတုပကိုဉာဏ်မြင်မမြင်ဘူးသေမကမြင်တယ်မှန်ရလားဘုန်းကြီးပြောတာမှန်ပါဗျာဒါကြောင့်တရားနာပိဿကြီးအဲ့ဒီကဲ့သို့ဘုရားကိုယ်တော်မြတ်ကဟောကြားတော်မူတဲ့နာယုတ်ကိုသိသဖြင့်မတင့်တယ်ဘူးတနေ့သေမှာပဲပျက်စီးမှာပဲလို့သိထားသဖြင့်သေသွားတဲ့အချိန်ခါမှာပူပန်လေသလားပိဿအဲ့ဒီလိုမပူပန်တော့နာယုတ်တရားနှစ်ပါးနဲ့ပတ်သက်တဲ့တရားကိုမြတ်စွာဘုရားဟောလိုက်တာကြည်တရားနာပိဿပုံသားကြီးနဲ့ပုံလေးမကြီးဖြည်းဖြည်းနာဟောပါမယ်ဒီနှစ်ကျုပ်၄ချိန်လောက်ဖြားတယ်ခါတိုင်းတစ်နှစ်တုတ်ကွေးတစ်ချိန်ပဲကွေးတယ်ဒီနှစ်၄ချိန်ဖြား၄ချိန်ဖြားဆိုကျုပ်အင်းလေးသွားတရားဟောတယ်လေအင်းလေးထဲမှာဟိုဆက်လေတွေစီးပြီးတော့အေးမိလာပြီးတော့ငှက်ဖြားပါလာအင်းလေးမှာလည်းပရိသတ်ကစီးတယ်တနေ့တည်းသုံးပွဲဟောရကျောင်းကြီးတွေကနဲတဲ့ကျောင်းကြီးတွေမဟုတ်ဘူးပရိသတ်ထောင်ချီဆန့်ပရိသတ်ကများလုံးတော့ကျုပ်တို့ကျောင်းကြီးကကျွံရောပြုကျောင်းကျွံသွားတယ်ကျန်ဒီကနာမည်ကြီးတဲ့ကျန်ဒီကဆရာတော်ကြွလာတာဘယ်တော့မှမစီတဲ့ပရိသတ်မျိုးစီယုံနေမကကျောင်းပြိုတော့ကွာကျောင်းပြိုတော့ကွာမပြိုပါဘူးကျွံယုံကျွံတာပါဟဲ့ရရွာမှာကျောင်းကြီးနောက်ရွှေကျောင်းအထက်ထအောက်ထပြေကျုပ်အောက်ဆင်းကလေးကပြီးတယ်ဒီကျောင်းတော့ကျွံမှာမြေမာပေါ်ဆောက်တာမဟုတ်ဘူးရေထဲဆောက်တဲ့ကျောင်းကြီးတော့ပြည့်ဆိုအဲ့ဒီကျုပ်လန့်သွားတယ်တရားဟောတဲ့ဘုန်းကြီးမလိမ္မာဘူးဘယ်နေရာဝင်ရထိုးမောက်ရမလဲလို့နေရာလျှောက်ရှာကျုပ်ထိုင်တဲ့ပလင်ကအမြင့်ဆုံးတကယ်လို့ပြိုရင်ထီချင်းထီကျုပ်ရင်ထီမှာကျုပ်ကအမြင့်ကြီးကိုအဲ့ဒီတင်တရားနာပိဿပထမတစ်ချိန်တော့ကိစ္စမရှိဘူးနောက်တစ်ချိန်ကျောင်းကြီးအောက်ကရက်မကြီးခါမန်းကြီးတန်ကြီးကျွတ်ပြီးအဲ့သွားတော့အောက်ကပိဿကဝုန်းနဲ့တအားထားပြီးအပြေးလိုက်ကျောင်းကြီးတုံတယ်ဝုန်းနဲ့ကျောင်းကြီးတုံသွားဘာမှမဟုတ်ဘူးပိဿတံမခံနိုင်တာကျုပ်လည်းပိဿကိုမနှဲထင်းယူပါဒီတိုင်းထင်းလို့တော့မရဘူးဟောမင်းတွေဘောင်းထားတာတို့ထိုင်အောင်မလေးလီရင်များနှိမ့်နှိမ့်လေးပြန်တာခင်ဗျားတို့မို့ကြောက်တယ်ကျုပ်ကြောက်ဖို့လည်းထားပါဦးလေမြန်နှိမ့်နှိမ့်လေးပြန်နေဆိုတော့ကျုပ်ဒီကထိန်ခင်းကြွလာတဲ့တန်ခါအသား80ကဗရင်းမောက်ကနေထွက်ပြီးမော့ကြည့်တာလေမြန်ကိုအဟုတ်မှလို့ဒီဖုန်းကြီးပြိယဆင်တာတော့မသိဘူးအဲ့ဒါနဲ့ပိဿညင်သွားကျန်းခံထင်းရတာပဲပိဿမထင်းအဲ့ဒီပိဿမငြိမ်ရင်အပေါ်ပိဿပါဆူရင်ဒီကြောင့်ပြိုတော့ပိဿကညင်သွားတယ်လေမြန်ဆိုတာနဲ့နောက်တော့စာရောက်လာတယ်ဆရာတော်ဘုရားတဲ့ကျောင်းကြီးကျွန်းနေပြီတဲ့ပြိုမာကိုစိုးရိမ်နေတယ်တဲ့အလုံးသေးကုန်နေမယ်တဲ့ထိမ့်ပေးပါတဲ့အဲ့ဒီနဲ့တရားနာပိဿလို့လေးရင်းများမဟုတ်ဘူးနော်လို့မူသားမပါလင်္ကာမချောဆိုတော့ဘုန်းကြီးနဲ့လိန်ပြီးပြီလို့သို့တော်လည်းညင်ညင်လေးနေတော့လို့မလှုပ်နဲ့လို့အကုန်သေးကုန်မယ်လို့ကျောင်းကကျွန်းနေတယ်လို့
မလှုပ်နဲ့လို့တယောက်ချင်းဖြည်းဖြည်းလေးဆင်းမလှုပ်နဲ့တော့လို့တယောက်ချင်းဆင်းလို့အဲ့ဒီကြမှာနောက်ဖြားသုံးကလူတွေကဂုံယုံဂုံဂုံနဲ့ဖျားမလေးမနှဲမပြုတ်အောင်ဖန်ပြီးယူကမနှဲထိရတာတရားနာပြိဿပြီးတော့မြို့တစ်မြို့ပြောရအောင်ကလေးချင်းလူငယ်ချင်းရံဖြစ်လူငယ်ချင်းရံဖြစ်တဲ့ပရိသတ်ကဝုန်းနဲ့ထဝုန်းနဲ့အထလိုက်မှတရားနာပြိဿကျုပ်ကြမ်းဖန်ပြောလိုက်ရဟောပရိသတ်ထိုင်လို့ဘာမှမဟုတ်ဘူးလို့ဟိုမှာဖိုးကြီးတယောက်မမြင်မကန်းနဲ့မျက်စိမှုံမှုံနဲ့သေးချောင်းမွေမှတ်လို့ခုန်တာဆိုအကုန်ထိုင်းကုန်အမှန်တော့ရံဖြစ်တာပဲမနဲ့ကြမှာပလိတ်တွေကလာလျှောက်တဲ့ရဲတွေကညကဘုရားတဲ့လက်မောင်းထိသွားတယ်တဲ့ဓာတ်နဲ့ပြစ်တာဟောအဲ့ဒီကိစ္စတိုင်မထင်းလို့ရုံဆိုရင်ပြေးကြသွားကြတက်နေတာနဲ့သေပြီဘူးလားလို့ဒါကြောင့်တရားနာပရိသတ်ငြိမ်ငြိမ်စိမ်စိမ်ရန်ကုန်မြို့ကြီးပေါ်မှာကြက်ပြန်မကြစီကားလှတဲ့တရားနာပရိသတ်ကြီးဟာကျုပ်ပါဇက်တစ်ပေါက်ထဲနဲ့ထိရတာဟာမလွယ်ကူပါသဖြင့်ယခုလိုငြိမ်နေတာကိုပဲများစွာကျေးဇူးတင်မိပါတယ်ကဲရှေ့ဆက်ကြအောင်စို့ဗျာဉာဏ်ရှင်တက်မလို့ပြုအာယုပြုကြဘုရားကိုယ်တော်မြတ်ကြီးဟောကြားနေတော်မူတဲ့အခိုက်အတန့်မှာအတိတ်ပြန်မလှည့်ဘူးအနာဂတ်ကိုလည်းမမျောအတိတ်ဆိုတာလွန်ခဲ့တယ်အနာဂတ်ဆိုတာနောင်မှတွေ့ရပြစ္ဆုတ်ပံပေါ်မှာတဲ့တဲ့ထိုင်ပြီးတော့ပြစ္ဆုတ်ပံဆိုတာအပြက်သိမ့်မြန်တော့အဘိညာဉ်မရှိတော့မလိုက်နိုင်ကြဘူးနော်မျက်စိသွားကြည့်မျက်စိဖွင့်ကြည့်ဟာရေတွေဟာပြန်မှိတ်ဖွင့်ကြည့်ဟာရေတွေဟာဒီရေပဲလို့ထင်ပေမဲ့လို့မဟုတ်ဘူးဗျအရင်ရေပြောင်းနောက်ရေရောက်ရင်ရေပြောင်းနောက်ရေရောက်ပျောက်ရောက်ကြုံပြောတာကြာသေးဗျကလတ်တုံးကလတ်ခဲလေးတွေဆက်နေတာကိုအဲ့ဒါတန်တတိဖြစ်နေတော့ခမားတို့ကျွတ်တို့ကဒီရေပဲလို့ထင်ကြပေမဲ့လို့အရင်ရေပြောင်းနောက်ရေရောက်အပြက်ကမြန်တော့မမိနိုင်ဘူးပေါ့ဘယ်ညမရှိတဲ့ပုဂ္ဂိုလ်တွေမှာအဲ့ဒါကြောင့်မို့လို့ပြစ္ဆုတ်ပန်ဆက်ကြည့်နိုင်တဲ့ပုဂ္ဂိုလ်ဒီနိဗ္ဗာန်ရဖို့အမတန်လွယ်ကူပါရဲ့။ကိုင်နားထောင်ကြည့်ပြုတ်အတိတ်ကိုပြောင်းမလဲအနာဂတ်ကိုမမျောပြစ္ဆုတ်ပံပေါ်မှာတဲ့တဲ့ထိုင်ပြီးတော့တေးမှုမကသင်္ခါရတရားတွေကိုရှုလိုက်တာသဘာဝတစ္ဆာကိုအတိကလေးစိတ်မိလာတော့ကလျာဏဘုထုရင်နဲ့ဗျအကြောင်းနဲ့မြင်စုလသောတာပန်လက္ခဏာအစအဆုံးနဲ့အတိကလေးစိတ်ပြီးတော့ကမှကြာစေရုံနာကလေးပေါ်မှာလက္ခဏာသဘောလေးတွေမြင်လာပြန်သမ္မတနာခေါ်တဲ့ညာလက်ချိုးထားစားမျိုးတစ်ချောင်းကြည်ရင်အကြည့်မခံသဘာဝကဖြစ်ပြလျင်မြောင်းဟာယုံနံပြီးဥဒယဘယခေါ်တဲ့ညာဘယ်နှချောင်းလုံးမျိုးကြည်ရတော့ယုံနံကဖြစ်ပြမြောင်းကတိညာကမယောင်လိုက်နိုင်အဘိညာဉ်မရှိလို့မယောင်မလိုက်နိုင်တော့ဖြစ်တာတွေပျောက်ပြီးတော့ပြတ်တာတစ်ခုတည်းသဘာဝပေါ်ရောက်လာတော့ဘင်္ဂညာဘယ်နှချောင်းလုံးမျိုးလောကကြီးတစ်ခုလုံးပင်လယ်လေးရေစုံနဲ့ခတ်တော့ဇွန်းနေပါရင်ငေါငေါပြီးတော့ပင်လယ်တစ်ပြေလုံးရှိတဲ့ရေတွေထို့အတူငန်းတယ်လို့သိပြီးတော့ခဲ့သို့ဗဟိတယုံနံတွေကပါအစ္ဆဒယုံနံကခြေလို့ပင်လယ်ရေစုံတွေကငန်းတယ်လို့တဲ့ဗျအစ္ဆဒဟာယုံနံအပြက်ကိုမြင်လိုက်တော့ဗဟိတယုံနံအပြက်တွေကိုပါမြင်တော့လေဒီမှာပရိသတ်အာကိုခြင်းတရားလည်းမရှိဒီယုံနံပြုပြင်းရပါပဲဒီယုံနာရဲ့ဒါတဲ့ကျွတ်တို့လေဒီစတော်ကြီးကငါတလုံးနဲ့သုံးနဲ့ကျဲသုံးလွဲမြုံလိုက်ဘုံတကိုက်တဝက်ကဲဆိုကြအောင်မြူလောက်ကမှမချမ်းပူလျံကတောင်ကြီးအမြဲနဲ့တစေမဆဲနဲ့ချွေတော့အပယ်မီကအပြီးကုန်စင်ဘုံတခွင်လေးတွင်လောင်မြဲပြောင်နဲ့တိုက်ဖိပါပြီအမိုက်ကဲဝတ်နွယ်ကမ္မဝတ်ကိလေသာဝဝိပါကဝတောင်းတရဲ့လုပ်ရတွေ့အောင်မတဲ့ပြုတ်အမိုက်ကဝတ်နွယ်ဖြစ်မစဲငါးဒွါရအာယုပြုလိုက်တော့လေဟောအခုတရားနာရင်မျက်စိနာလျှာကိုအဖြစ်မစဲအတိအာယုကလေးတွေနဲ့လဲပြီးတော့ကမှဒါကငါကျွဲတကယ်မလို့သူကသာမောက်တော့တယ်
နောက်တော့ကဖမ်းမလာလဲအခါခုရင်းတစ်ခုကဝင်ကြလေအခုလိုပဲတဲ့ဘရဝါတကောင်လေးနဲ့မိုးခြင်းမဲနဲ့အိုမနာခြင်းမဲနဲ့နာမသေးခြင်းမဲနဲ့တွေ့ပြီးတော့အခါခုရင်းတစ်ခုကဝင်ကြဟာလေသင်္ခတရိယုံနာရဲ့